နေ့စာအလုပ်ကနေထွက်ပြီလားအမကြီးနေ့စာအလုပ်နဲ့လုံနေတော့ပဲလားဆိုပြီးတော့မင်းနေကြတယ်အမနေ့စာအလုပ်ကနေထွက်သွားပြီပေါ့နော်အမရွှေတွေဝယ်နိုင်တယ်နော်ဒီအကြောက်ပဲပေါ့နော်နေ့စာအလုပ်ကနေထွက်နေတာလေဒီအကြောက်ပဲမပြောပြမယ်မဆိုရင်အလုပ်မထွက်သေးခင်ကပေါ့နော်အလုပ်တစ်ဖက်နဲ့အယူဆိုစူးစားလိုက်တယ်နော်အခြေတနိုင်နိုင်ပေးပြီးတော့ကြော်ညာဗီဒီယိုတွေမျှဝေ TikTok မှာတင်ပေးမျှဝေပေးတယ်နော်ကိုကအလုပ်တစ်ဖက်နဲ့စူးစားရတာဖြစ်တဲ့အတွက်အခြေမပေးနိုင်တဲ့အများကြီးပေးစရာမလိုနော်အမအယူဆိုအဲ့လေးကိုအကောက်ဖွင့်တယ်ပြီးအခါမဲ့လိလာတယ်ခုနှစ်ရက်မကြဘဲနဲ့ ID ချက်ချေယူချင်းနေဘာလို့အမက ID ယူတာလဲဆိုတော့ဒီလိုမျိုးနေ့စာအလုပ်ကနေထွက်နိုင်ဖို့ဒီလိုမျိုးရွှေဝယ်နိုင်ဖို့ရချင်တဲ့အခွင့်အရေးကိုရချီလို့ ID ချက်ချေယူချတာပါနော်ဒါကြောင့်မို့ကိုကလေးလာပြီးဆိုရင်နားလဲပြီးကိုတကယ်စူးစမ်းမယ်ဆိုရင်အခြေမဆွဲပါနဲ့သူများအနောက်မှာပဲကြံခဲ့မယ်နော်တကယ်လို့ကိုကလေးလာပြီးမကြိုက်ဘူးဆိုလဲမလုပ်လဲရတယ်အမားတို့လည်းကတော့ဒီအကြောက်ပဲနေ့စာအလုပ်ကနေထွက်နေသွားတာဗောနော်